ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ဟာ2025ခုနှစ်ရဲ့မိခင်များနေ့ဖြစ်ပါတယ်တမန်ကျမ်းစာတော်မြတ်တစ်ပိုက်ကိုဖတ်ချင်ပါတယ်တုတ်တန်ကျမ်းခန်းကြီး31အငယ်28သူ၏သားသမီးတို့သည်ထ၍အမိကိုကောင်းကြီးပေးတတ်ကြ၏ဒီတမန်ကျမ်းစာကိုအခြေပြုပြီးမိခင်များနေ့နဲ့ဆိုင်တဲ့အကြောင်းအရာများကိုဒီနေ့ဒီတစ်ကွခေါ်အားယူကြပါစို့မိခင်များနေ့ကျင်းပရတဲ့ရည်ရွယ်ချက်ကိုရှင်းဥစွာပေါ်ပြလိုပါတယ်နံပါတ်1မိခင်များနေ့ဟာတာမန်နေ့ထက်ထူးခြားသောနေ့လူသားတိုင်းနဲ့သက်ဆိုင်သောနေ့ဖြစ်ပါတယ်မိခင်များနေ့ကျင်းပရခြင်းဟာနံပါတ်2ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုရသောအခွင့်အရေးဖြစ်ပါတယ်ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုရသောအခွင့်အရေးဖြစ်ပါတယ်နံပါတ်3ကတော့ဘုရားသခင်ပေးတဲ့မိခင်များအတွက်ကျေးဇူးတော်ချီးမွမ်းမှုဖြစ်တယ်လူသားအားလုံးဘုရားသခင်ပေးတဲ့မိခင်များအတွက်ကျေးဇူးတော်ချီးမွမ်းမှုဖြစ်ပါတယ်နံပါတ်4ကတော့သားသမီးတိုင်းမိခင်ရဲ့မေတ္တာကိုနားလည်တန်ဖိုးထားတတ်နိုင်ဖြစ်ပါတယ်သားသမီးတိုင်းမိခင်ရဲ့မေတ္တာကိုတန်ဖိုးထားတတ်နားလည်တန်ဖိုးထားတတ်ရဖြစ်ပါတယ်နံပါတ်5နဲ့နောက်ဆုံးအချက်ကတော့အမျိုးသမီးတိုင်းမိခင်ဘဝကိုကြိုတင်ပြင်ဆင်ဖို့ဖြစ်ပါတယ်အမျိုးသမီးတိုင်းအနာဂတ်မှာမိခင်ဖြစ်မှာဖြစ်တဲ့အတွက်မိခင်များရဲ့ဘဝကိုကြိုတင်ပြင်ဆင်နိုင်ဖို့မိခင်များနေ့ကျင်းပရခြင်းဖြစ်ပါတယ်မိခင်ဆိုတဲ့အ내အကျိတ်တွေကိုအချက်လေးတစ်ချက်သုံးချက်အားဖြင့်ဆက်လက်ပေါ်ပြလိုပါတယ်ဂျူးစကားပုံကတော့ဘုရားသခင်သည်တဲ့သူ့ကိုယ်စားမိခင်များကိုလူတိုင်းအတွက်ပြင်ဆင်ပေးတယ်လူတိုင်းအတွက်စေလွတ်ထားတယ်တနည်းအားဖြင့်ပြောလို့ရှိရင်မိခင်အားလုံးဟာလူသားတိုင်းအတွက်ဘုရားသခင်ပေးတဲ့စေလွတ်တဲ့ပုံကိုယ်တွေဖြစ်တယ်ဆိုတာကိုပေါ်ပြချင်ပါတယ်ဒါဂျူးစကားပုံဖြစ်ပါတယ်ဒုတိယတော့မိခင်ဟာတဲ့မိသည့်နေရာမဆိုအစားထိုးနိုင်တော်လဲသူ့နေရာကိုမိသူမှအစားမထိုးနိုင်ပါမိခင်ဟာအိမ်မှာအဖေရဲ့နေရာသားသမီးနေရာကိုအစားထိုးကွက်လက်ဖြစ်လို့ရပေမဲ့မိခင်နေရာကိုတော့အစားထိုးတာဘယ်သူပဲထိုးထိုးမပြည့်စုံပါဘူးဆိုပြီးတော့ဘုန်းတော်ကြီးတစ်ပါးကမိခင်ရဲ့အ내အတိတ်ပဲကိုဂုဏ်ပြုပါတယ်ဂုဏ်ပြုပါနံပါတ်3နဲ့နောက်ဆုံးချက်ကမိခင်အားလုံးဟာယဉ်ကျေးမှုလူတွေရဲ့တမိုင်းရဲ့ယဉ်ကျေးမှုမှာမိခိုတနည်းအားဖြင့်ပြောလို့ရှိရင်ဖခင်ရဲ့အထောက်အမကျမ်းစာထဲကမိခိုပဲပေါ်ပြပါကျွန်တော်မြန်မာပြည်မှာလည်းတကောင်စင်းမှာအိမ်တော်စုစင်းမှာမိခင်အလုပ်မိခိုတကယ်တော့မိခိုတယ်ဆိုတဲ့အ내အကျိတ်ပဲဟာအိမ်သူအိမ်သားအားလုံးကသူ့ကိုမိခိုပြီးအသက်ရှင်ရတာဖြစ်ပါတယ်မိခိုတယ်ဆိုတာအားနည်းဖို့မဟုတ်ဘူးမိသားစုအားလုံးကမိခင်ကိုမိခိုပြီးတော့နေ့စဉ်အသက်တာကိုဖြတ်တန်းနေရတာဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်ဒါကြောင့်မိခင်ရဲ့ definition ဟာတော့ဘုရားသခင်ကိုစားလူတိုင်းကိုစေလွတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်မိခင်တိုင်းဟာနေရာတိုင်းမှာအစားထိုးလို့ရတယ်သူ့နေရာကိုအစားထိုးပြင်လည်းမပြည့်စုံဖြစ်ပါတယ်နံပါတ်3ကတော့မိခင်ဟာယဉ်ကျေးမှုလူမျိုးတိုင်းမှာမိခိုလို့ definition ဖွင့်ပါတယ်တကယ်တော့မိခိုဆိုတဲ့အ내အတိတ်ဟာအိမ်သူအိမ်သားအားလုံးကသူ့ကိုမိခိုပြီးတော့နေ့စဉ်အသက်တာမှာအသက်ရှင်နေရတယ်ဆိုတာကိုပေါ်ပြချင်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဂျူးစကားပုံအရပေါ့ဘုရားခင်ဟာလူတိုင်းကိုသူ့ကိုယ်စားမိခင်တွေကိုရှေ့လွတ်ထားတယ်ကျွန်တော်တို့ဘုရားသခင်ကိုမမြင်ဘူးပါဘူးမမြင်ရပါဘူးဒါပေမဲ့မိခင်ကိုနှလုံးသားကိုကြည့်ရင်တဲ့ဘုရားသခင်ရဲ့သဘောထားအပြည့်ရှိပါမိခင်နှလုံးသားဘယ်မိခင်ပဲဖြစ်ဖြစ်ကမ္ဘာပေါ်မှာမိခင်အားလုံးရဲ့နှလုံးသားကိုကြည့်ရင်ဘုရားသခင်ရဲ့စိတ်နေသဘောထားကိုရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားတွေ့နိုင်ပါဒါကြောင့်မိခင်များမှ
စီမတွေ့ရသောဘုရားသခင်သဘောတဘာဝမိခင်များစီကတွေ့ရသောဘုရားသခင်ရဲ့သဘောတဘာဝနံပါတ်1ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်တိယောခန်းကြီး4အငယ်8ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်မိခင်ဟာလည်းချစ်ချင်းမေတ္တာဖြစ်တယ်ဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်လူသားအားလုံးဟာအပြစ်ထဲမှာကျင်လည်ပြီးတော့အပြစ်တွေခဏခဏလုပ်ပေမဲ့ဘုရားသခင်ကချစ်တယ်ဒီနေ့အိမ်တော်မှာသားသမီးတွေတချို့သားသမီးတွေကဆုံးပြူးပေါ့ပါတယ်မောင်နှမတွေကညှူးဆူတယ်ဒါပေမဲ့မိခင်ဟာဒီသားသမီးကိုဝမ်းနဲ့လွယ်ထားတဲ့အတွက်ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ဘုရားသခင်ချစ်တဲ့မေတ္တာလိုပဲချစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်တောင်းဆိုပလုံးဆိုစွန့်ပြစ်ရုံထုံးစံရှိတယ်သားဆိုသမီးဆိုမစွန့်လို့ဘူးဘုရားသခင်စီမှာတွေ့ရတဲ့သဘောထားနံပါတ်1ချစ်ခြင်းမေတ္တာနံပါတ်2အနစ်နာခံခြင်းဖိလိပ္ပိခန်းကြီး2အငယ်9နဲ့10အိမ်တော်မှာအနစ်နာခံဆုံးပုဂ္ဂိုလ်ဟာမိခင်ဖြစ်တယ်ဖခင်ကလည်းကောင်းကင်ဘုံပလင်တန်းကိုစွန့်မြေကြီးပေါ်မှာအစေခံကြွတံတန်နေနဲ့ကြွလာတယ်ဖိလိပ္ပိဩဝါဒစာဒီလိုပဲမိခင်ဟာအိမ်တော်မှာအနစ်နာခံဆုံးပုဂ္ဂိုလ်ဖြစ်တယ်အနစ်နာခံဆုံးပုဂ္ဂိုလ်ခင်မွန်းတဲ့ရဲ့လိုအပ်မှုကိုဖြည့်ဆည်းပြီးသားသမီးတွေရဲ့လိုအပ်မှုကိုဖြည့်ဆည်းပြီးတော့သူ့ဘဝမှာကျင့်တတ်တယ်အနစ်နာခံနေရတာကိုကျင့်တတ်တယ်ဘုရားသခင်လည်းဒီတိုင်းပဲဖြစ်ပါတယ်ကောင်းကင်ဘုံကကောင်းကင်စည်းစိမ်ကိုစွန့်ပြီးလူဘုံလူနန်းမှာအစေခံကြုံနေနဲ့ကြွလာတယ်တော့နံပါတ်1ပေါ့ဘုရားသခင်ကအနစ်နာခံတယ်မိခင်ဟာလေအနစ်နာခံတဲ့စိတ်သဘောထားနဲ့အိမ်တော်ကိုပြုစုတိုးထောင်နံပါတ်3ရန်ငြိမ်းခြင်းအမှုပြုတယ်ရန်ငြိမ်းခြင်းပြုတယ်သခင်ယေရှုဟာဖခင်နဲ့လူတွေကြားမှာရန်ငြိမ်းတယ်ကျမ်းစာကအေဖက်ခန်းကြီး1အငယ်73 74မှာပေါ်ပြတယ်ဒီနေ့အိမ်တော်မှာရန်ငြိမ်းခြင်းအမှုကိုပြုတာမိခင်ဖြစ်တယ်အဖေနဲ့သားနဲ့သမီးကတ္တပ္ပစဖြစ်တဲ့အချိန်မှာဂျားဝင်ဖြည့်ရှင်းပေးတဲ့သူဟာမိခင်ဖြစ်တယ်ရန်ငြိမ်းခြင်းအမှုပြုနံပါတ်4နဲ့နောက်ဆုံးအချက်ကတော့ဘုရားသခင်ဟာသခင်ယေရှုဟာသူ့စံထားကိုဘယ်တော့မှမပေါ်ထုတ်ဘူး။တမန်ကျမ်းစာမှာမဿဲခန်းကြီး26အငယ်39နောက်ပိုင်းဖတ်လို့ရှိရင်ဂေဒရှေမန်ဥယျာဉ်မှာချွေးရသွေးအနေနဲ့ကြားတယ်သူပြောတဲ့စကားခမည်းတော်အလိုအတိုင်းပဲသူ့အလိုစံထားမဖြစ်ပါဘူး။နေမိခင်အားလုံးမှာသူ့မှာလိုအပ်တာကြီးအားလုံးရှိနေပေမဲ့သူ့စံထားကိုဘယ်တော့မှမပေါ်ထုတ်ဘူးဘုရားသခင်ကိုတွေ့ချင်ရင်လူသားတိုင်းမိခင်ရဲ့နှလုံးသားကိုကြည့်ပါအချက်၄ချက်နံပါတ်1ချစ်ခြင်းမေတ္တာနံပါတ်2ကတော့အနှစ်နာခံခြင်းနံပါတ်3ကတော့ရန်ငြိမ်းခြင်းနံပါတ်4ကမိမိစံထားကိုဘယ်တော့မှမပေါ်ထုတ်ဒီနေရာမှာကျွန်တော်တို့2025ခုနှစ်နဲ့မိခင်များနေ့မှာမြန်မာပြည်ရဲ့အခြေအနေကိုပြန်ကြည့်အောင်နံပါတ်1တချို့မိခင်တွေဟာသားသမီးတွေကိုဆုံးရှုံးနေရတဲ့အချိန်ဖြစ်ပါတယ်ငလေတံခံစားရတယ်အာဏာရှင်စနစ်ကြောင့်သားသမီးတွေတည်ဆုံးတဲ့အခါမှာမိခင်တွေနှလုံးသားကြေကွဲရတဲ့နေ့ဖြစ်ပါတယ်နံပါတ်2မိခင်တွေကစစ်ဆောင်အဖွဲ့မှာသားသမီးတွေများနေ့ဝေးရာကိုရောက်ရှိတယ်မိဘနဲ့သားသမီးဝေးနေတယ်စစ်ဆောင်ဖွဲ့မှာရောက်ရှိနေတဲ့မိခင်တွေကျွန်တော်မြန်မာပြည်မှာအနက်မပြောင်းနံပါတ်3ကတော့အကျဉ်းချခံရသောမိခင်ရှိပါတယ်နိုင်ငံရေးရဲ့စနစ်မှားယွင်းမှုကြောင့်အကျဉ်းချခံရသောမိခင်ရှိပါတယ်2025ခုနှစ်မိခင်များနေ့ဟာဝမ်းနည်းမှုထဲမှာပြုလုပ်ရတဲ့မိခင်များနေ့ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအခက်ခဲထဲကမိခင်တွေဘယ်လိုကြော်ဖြတ်မလဲဒီအခက်ခဲကမိခင်တွေဘယ်လိုအသက်ရှင်နံပါတ်1ဘုရားသခင်ကိုမျှော်လင့်ပြီးအသက်ရှင်အခြေအနေအဖြစ်အပျက်ကတော့
ဝမ်းနဲ့ကြေခွဲစရာဖြစ်ပါတယ်ဖျားသခင်ကိုမျှော်လင့်ပြီးအသက်ရှင်တဲ့မိခင်တွေဖြစ်ရကျွန်တော်တို့ဟေရှာယအနာဂတ်ကျမ်းခန်းကြီး40အငယ်31ထာဝရဘုရားကိုမျှော်လင့်တော်သူတို့သည်အားပြည့်ကြတယ်ရွှေလင်းသားကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြတယ်ပြေးတော်လည်းမပင်ပန်းခရီးသွားသောအခါမမောရကြဒါအဖြစ်အပျက်လေးတစ်ခုပေါ်ပြချင်ပါရွာမှာဖြစ်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ Reader Digest မှာပေါ်ပြထားပါဖခင်လေသမားပိုးထိပြီးတော့တည်ဆုံးသွားတယ်မိခင်ဟာသား3ယောက်နဲ့ကြံခဲ့ပါသူ့ရဲ့ခင်မွန်းတဲ့အတုပကြီးလှုပ်ပြီးတဲ့အခါမှာအားလုံးအိမ်မှာရှင်းသွားတဲ့အခါမှာသား3ယောက်ကအိမ်ရဲ့ထောင်းမှာငိုကြွေးပါသားတို့ဘာဖြစ်လို့ငိုတာလဲအမေကပြောတယ်ဖေဖေမရှိတော့ဘူးခါတိုင်းဆိုအဖေစီကလိုအပ်တာအားလုံးအဖေရဲ့အိတ်ထဲကပတ်စံထုတ်ပြီးတယ်အခုကြောင်းတက်နေတယ်ဘယ်သူစီမှာတောင်းရမလဲတာတို့တဲ့ဘာမှမဖြစ်ဘူးမျက်ရည်တုပ်လိုက်ပါအဖေထားခဲ့တဲ့ဗန်စာအုပ်ရှိတယ်ဗန်စာအုပ်ဖြစ်တဲ့အတွက်တပတ်ကြိုပြီးတော့တာတို့လိုအပ်တာတောင်းရမယ်အခုနောက်ဝမ်းနေနေတဲ့တာ3ယောက်လုံးအဖေထားခဲ့တဲ့ဗန်စာအုပ်ကြောင့်သူတို့မျှော်လင့်ခြင်းပြန်ဖြစ်လာလူတို့ပြောလို့ရှိရင်သူတို့လိုအပ်တဲ့အချိန်တိုင်း9ရက်ကြိုပြီးတော့တောင်းရတယ်သူ့ရဲ့မိမိရှိပါအားလုံးအစဉ်တူတို့ပြောလို့ရှိရင်အမေအသက်85နှစ်မှာသူတို့ဘဝကိုပြောင်းလဲအောင်လုပ်တဲ့အရာကဗန်စာအုပ်ဖြစ်တယ်သူတို့လည်းအရွယ်ရောက်လာမြောက်ပြီးအရာရှိတွေအားလုံးဖြစ်ကုန်ပြီသူ့အမေရဲ့85နှစ်ဘတ်ဒီမှာသူ့အဖေဆုံးတော့ကဗန်စာအုပ်ကိုပြန်ကြည့်ချင်တယ်အမေထုတ်ပြပါအမေကထုတ်ပြတယ်အဖေတည်တဲ့ဒိတ်နဲ့ဗန်စာအုပ်စိတ်ရင်းထဲမှာဝေတပြားမှမရှိဘူးသား3ယောက်လုံးအမေကိုဒေါသထွက်သားတို့ငယ်ငယ်တုန်းကမတိတဲ့အချိန်မှာအမေညာခဲ့တာပဲအမေကသားတို့အမေမညာဘူးအမေအဖေထားခဲ့တဲ့ဗန်စာအုပ်ရှိတယ်ပဲပြောတာပတ်စံဘယ်လောက်ထားခဲ့တယ်လို့မပြောမင်းတို့မှတ်မိလားမင်းတို့လိုအပ်တဲ့အခါတိုင်းဘာလုပ်လဲဆိုတော့မင်းတို့9ရက်ကြိုပြီးတော့တောင်းရတယ်အဲ့အချိန်မှာအမေကညဘက်မှာရှုတောင်းရတယ်နေ့ဘက်မှာအလုပ်ကိုစူးစမ်းပြီးလုပ်ရတယ်အမေရဲ့ဗန်တတိဟာဖယားအမေရဲ့ဗန်တတိဟာဖယားဘယ်တော့မှနောက်မကျဘူးမင်းတို့လူတစ်လုံးသူတစ်လုံးနဲ့အရာရှိတွေဖြစ်ကုန်အမေဗန်စာအုပ်ကောင်းပြီပုံမှာဖွင့်ထားတယ်အဖေထားခဲ့တဲ့ဗန်စာအုပ်ထဲမှာပတ်စံရှိခဲ့ရင်သွားထုတ်ရတယ်ပြန်သွင်းရတယ်အမေရဲ့ဗန်စာအုပ်ကတော့ဖျားစီမှာဖွင့်ထားအမေကဘာနဲ့ထုတ်တာလဲသူဒူးထောက်ပြီးထုတ်တာအမေဗန်တတိကဘယ်တော့မှမပြတ်ကွက်ဘူးဒါကြောင့်မို့ဒီ2025ခုနှစ်မိခင်များနေ့မှာဝမ်းနေကြေခွဲနေတဲ့မိခင်တွေဘယ်လိုကြော်ဖြတ်မလဲကျမ်းမာရေးအားနည်းနေတယ်စစ်ဆောင်ဖက်မှာနေတယ်မိသားစုသားသမီးတွေဆုံးရှုံးရတယ်အကြောင်းမျိုးကြောင့်ဝမ်းနေကြေခွဲနေပြီးတော့အကျဉ်းထောင်မှာအကျဉ်းကျနေရသားသမီးတွေအတွက်ဘုရားသခင်ကိုမျှော်လင့်ပြီးအသက်ရှင်တာဗန်စာအုပ်ဖွင့်ထားပါဘုရားသခင်ကိုမျှော်လင့်တော်သူလည်းအားပြည့်တယ်ရွှေလင်းသားကဲ့သို့အသက်ပြုတယ်ကျမ်းစာကဂတိပေးပါတယ်ဘုရားသခင်ကိုမျှော်လင့်ပြီးခက်ခဲမှုထဲမှာဘုရားပေးသောခွန်အားနဲ့ကြော်ဖြတ်နိုင်သောမိခင်ကဖြစ်ရအောင်ဒုတိယတစ်ချက်ကတော့သားသမီးဝတ်ဖြစ်ပါတယ်ကျွန်တော်ချွတ်မြောက်ရကျမ်းခန်းကြီး20တခုလုံးကိုဖတ်တယ်မိဘကိုယိုတည်တဲ့သူကအသက်ရှင်နေကောင်းစားတယ်အေဖက်ခန်းကြီး6အငယ်1ကနေ3ပါတယ်မိဘကိုယိုတည်လေးစားရဒါဆိုရင်မိခင်များနေမှာမိခင်တွေကဖျားကိုမျှော်လင့်ပြီးအသက်ရှင်ရမှာဖြစ်တယ်လို့သားသမီးများဟာလည်းမိခင်ရဲ့ကျေးဇူးကိုဆက်ပြီးတော့အသက်တာကိုပြင်ဆင်ဖို့ဖြစ်တယ်ဒါကိုကျွန်တော်ဖြစ်ရမှန်ဥပမာလေးတစ်ခုပေါ်ပြချင်ပါတယ်ဒါကတော့မိုးအင်းအားဝတ္ထုတူဖြစ်ပါတယ်သူဇက်အိမ်တည်ထားတာလွန်ခဲ့တဲ့နှစ်30ကဖြစ်ပါတယ်ဒါကတော့မြို့ဝကျောပေါ်မှာမိခင်ဟာခင်မွန်းတယ်နဲ့အတူလေလုတ်နှန်းကိုလုပ်ပါ
တူတူပြောလို့ရှိရင်မုတ်ဆိုးမှစောစောစီးစီးဖြစ်တယ်အဲ့အချိန်မှာသူ့သား၃ယောက်သူဘာလုပ်လဲဆိုတော့မုတ်ဆိုးမှတူးနဲ့ဈေးရောင်းကျွေးတယ်သားတွေအားလုံးကအရာရှိဖြစ်ကုန်တယ်အရာရှိဖြစ်ကုန်တယ်အမေကိုရန်ကုန်မှာလာနေဖို့ပြောတယ်အမေကသူ့ခင်မွန်းဆုံးသွားတဲ့ရွာမှာပဲသူနေတယ်တူတူပြောလို့ရှိရင်အမေအသက်ကြီးလာပြီအမေအသေးတန်ဖြစ်ပြီအဲ့ခက်ကဖုန်းမပေါ်သေးကျင်းနှမ်းရိုက်တကြီးကကျင်းနှမ်းရိုက်သား၃ယောက်လုံးစီကိုမင်းအမေအသေးတန်ဖြစ်တယ်အမြန်လာပါသား၃ယောက်လုံးစီကိုဒီကျင်းနှမ်းစာရောက်တယ်ဒီကျင်းနှမ်းစာရောက်တယ်သား၃ယောက်လုံးကစဉ်းစားတယ်အမေဟာပန်းနာယူချက်ရှိတယ်ဒါကြောင့်မလို့သူ့သားအကြီးကသူ့တငယ်ချင်းဆရာဝန်နဲ့တိုင်ပြီးတော့ဆေးတထုပ်ပို့လိုက်တယ်အမေရဲ့စီဝေးတွေအများကြီးရှိနေတော့မရောက်တော့ဆေးတော့ပို့လိုက်တယ်နော်ဒုတိယသားလက်ကတော့ဘာလုပ်လဲဆိုတော့အမေရဲ့ချွေးမရဲ့အမျိုးတွေအလူပွဲရှိတယ်ချိန်ချက်ထားပြီးဖြစ်သွားပြီဒါကြောင့်မို့အမေကိုပတ်စံတထုပ်ပို့လိုက်တယ်တက်တရတော့ဒါအငယ်ဆုံးကတော့အမေရွာမှာစားဖို့ခက်တယ်ပန်းသီးတို့ overchain တို့မိုင်တို့ပို့လိုက်ဓာတ်စာတားတော့မလာနိုင်တော့ဘူးအမေရဲ့တဲဦးလေးထဲမှာပတ်စံတထုပ်ရောက်လာတယ်ဆေးတထုပ်ရောက်လာစားစရာတထုပ်ရောက်နောက်တစ်ဖက်ကြာတော့အခါတကြီးကကျင်းနှမ်းပြန်ရိုက်မင်းအမေဆုံးပထမကျင်းနှမ်းမှာတော့မင်းမေနေမကောင်းဖြစ်တယ်အမြန်ပြန်လာပါဒုတိယကျင်းနှမ်းမှာတော့မင်းအမေဆုံးလာခြင်းလဲရတယ်မလာခြင်းလဲရတယ်အမေတော့ဆုံးရွာကအထုပချတော့တယ်အလုတ်ဒီအများကြီးရှုပ်နေတဲ့သား၃ယောက်လို့အမေရဲ့တဲဦးလေးထဲမှာ၃ယောက်လုံးပြန်ရောက်တယ်အဲ့ချိန်မှာစာရေးဆရာမမိုးအေးကသူ့ရဲ့ဇက်ကောင်မိခင်ရဲ့ပါဇက်ထဲကိုစာတစ်ကြောင်းရေးခဲ့တယ်ငါသား၃ယောက်လို့အမေနေထိုင်တဲ့တဲအိုလေးမှာရောက်ရှိဖို့အမေတည်ပေးရတယ်အမေမတည်မချင်းသား၃ယောက်လို့ဘယ်တော့မှအမေတဲအိုလေးထဲမှာပြန်မရောက်နိုင်ဒါလွန်ခဲ့တဲ့နှစ်30ကဆရာမမိုးအေးရဝတ္ထုတူပါအခုခေတ် globalization ဆိုတဲ့မိဘနဲ့သားသမီးဝေးတဲ့ခေတ်ရေကြီးရာမျက်နှာရာနိုင်ငံရဲ့ခြားမှာသားသမီးတွေအလုပ်သွားလုပ်တယ်အခုခေတ်အမေတည်တယ်အဖေတည်တယ်သားသမီးတွေမရောက်တော့ပိုဆိုးလာတယ်ဒါမိခင်များနေမှာတက်ရှိတင်ရှားရှိနေတဲ့မိခင်တွေရှိခဲ့သည်ရှိတော့ကျွန်တော်တို့သားသမီးတွေနှုတ်ဆက်ရသားသမီးတွေဒီလိုအဖြစ်မျိုးမဖြစ်ရအောင်ဖုံးဆက်ရအမေကိုချစ်ကြောင်းအဖေကိုချစ်ကြောင်းမိဘကိုချစ်ကြောင်းကျွန်တော်တို့မရောက်သည့်တိုင်အောင်နိုင်ငံရဲ့ခြားမှာအလုပ်နိုင်ဝင်လို့မရောက်သည့်တိုင်အောင်ကျွန်တော်နှုတ်ဆက်ပြီးတော့မိခင်အသက်ရှင်စေတဲ့အသက်တာနဲ့အသက်ရှင်ကြရအောင်ဒါမှမိခင်များနဲ့ပြုလုပ်တာအတိတ်ပဲရှိမှဖြစ်ပါတယ်မိခင်ဖြစ်စေခြင်းတဲ့အသက်တာနဲ့အသက်ရှင်ရင်မိခင်များကိုဂုဏ်ပြုတဲ့သားသမီးတွေဖြစ်ကြပါစို့လို့ဒီနေ့မိခင်များနေ့မှာဂုဏ်ပြုပြီးတော့ခေါ်အားပေးချင်ပါတယ်မိခင်များဟာဒီလိုခေတ်ဆိုးစနစ်ဆိုးထဲမှာဘုရားသခင်ကိုမျှော်လင့်တဲ့အသက်တာနဲ့အသက်ရှင်တဲ့မိခင်တွေဖြစ်ရအောင်သားသမီးများဟာမိခင်ဖြစ်စေခြင်းတဲ့အသက်တာနဲ့အသက်ရှင်နေတဲ့မိခင်တွေကိုဂုဏ်ပြုရင်းနဲ့မိဘတွေစီမှာရရှိမဲ့အသက်ရှင်ခြင်းကောင်းစားခြင်းမင်္ဂလာကိုသားသမီးအားလုံးပိုင်ဆိုင်နိုင်ကိုဒီနေ့မနေ့မေတ္တာအားဖြင့်အားပေးပေါ်ပြရင်းနဲ့နှိကုံချုပ်ပါတယ်အရောက်ရှိတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ